ကုန်စည်နှုန်းတွေအဆမတန်တက်နေတယ်ငွေတန်ဖိုးကလည်းကျနေတယ်အလုပ်ကိုင်အခွင့်အလမ်းတွေကလည်းရှားပါလာပါတယ်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲအခုကမြန်မာနိုင်ငံအတွက်တကယ်ကိုခက်ခဲတဲ့ခေတ်ပြက်ကြီးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအချိန်မှာဒုနှမျိုးပဲရှိပါလိမ့်မယ်ပထမတစ်မျိုးကတော့ခေတ်ကိုပဲအပြစ်တင်ပြီးလက်မိုင်းချနေမဲ့သူတွေပါဒုတိယတစ်မျိုးကတော့ဒီအကျက်တဲထဲမှာပဲအခွင့်အလမ်းကိုရှာဖွေပြီးကိုမိသားစုနဲ့ကိုဘွားကိုချမ်းသာအောင်တည်ဆောက်မဲ့သူတွေပါဒီနေ့ဗီဒီယိုမှာတော့ခင်မကောင်းပေမဲ့မိတ်ဆွေတို့ကိုဝင်ငွေလက်မပြတ်စေပဲကျွဲဝလာစီမဲ့လက်တွေ့ကျတဲ့နီလန်၅ခုကိုပြောပြပြီးတော့မှာဖြစ်ပါတယ်နံပါတ်5ပြဿနာကိုအခွင့်အရေးအဖြစ်ပြောင်းပါပထမဆုံးနဲ့အရေးကြီးဆုံးနီလန်ကတော့ပြဿနာရှိနေတဲ့နေရာမှာပစ္စံရှိတယ်ဆိုတဲ့အယူဆပါပဲခေပြက်လေးလေးလူတွေမှာအခက်အခဲများလေးပါပဲအဲ့ဒီအခက်အခဲကိုဖြေရှင်းပြီးနိုင်ရင်မိတ်ဆွေချမ်းသာလာမှာပါဥပမာအနေနဲ့မိခဏခဏပြက်နေလားဆိုလာစစ္စတမ်နဲ့လင်းစစ်ဝန်ဆောင်မှုတွေပေးနိုင်ပါတယ်ပြည်ပထွက်သူများနေသလားစာရွက်စာတမ်းလုပ်ငန်းတွေဘာသာပြန်ဝန်ဆောင်မှုတွေကူညီပေးနိုင်ပါတယ်ကုန်စည်နှုန်းတွေတက်နေသလားလူတွေတက်တာနဲ့ဝယ်လို့ရမဲ့ဘက်ပိုင်းလို့ခေါ်တဲ့စုပေါင်းဝယ်ယူရေးစနစ်တွေကိုဖန်တီးပေးနိုင်ပါတယ်လူတွေဘာကိုညှိတွားနေတယ်လဲဆိုတာကိုနားထောင်မှအဲ့ဒီညှိတွားတဲ့နေတဲ့မှာငွေဝင်မဲ့လမ်းကြောင်းတွေရှိနေပါတယ်နံပါတ်4ကတော့နိုင်ငံခြားဝင်ငွေရှာဖွေခြင်းမြန်မာကျပ်ငွေတန်ဖိုးကျနေတဲ့အချိန်မှာကိုကမြန်မာငွေပဲရှာနေမယ်ဆိုရင်ကိုယ့်ရဲ့လောက်အားကဟာတနည်းတဲ့တနည်းရောနေသွားသလိုခံစားရပါလိမ့်မယ်ဒါကိုတိုက်ဖြတ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ဒေါ်လာဒါမှမဟုတ်တခြားတည်ငြိမ်တဲ့နိုင်ငံခြားဝင်ငွေရအောင်လုပ်တာပါမြန်မာနိုင်ငံမှာနေပြီးနိုင်ငံခြားမထွက်ဘဲဘယ်လိုနိုင်ငံခြားဝင်ငွေရှာမလဲရှာလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဥပမာအနေနဲ့အခုခေတ်မှာ remove လို့ခေါ်တဲ့အိမ်မှာနေပြီး line မော်ကနေအလုပ်လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိပါတယ်မိတ်ဆွေက video editing တက်လား graphic design တက်လားဒါမှမဟုတ်အင်္ဂလိပ်စာကောင်းလား Upwork နဲ့ LinkedIn လိုနေရာမျိုးမှာကမ္ဘာတဝန်းကအလုပ်ရှင်တွေနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်လို့ရပါတယ်မိတ်ဆွေတလားကိုဒေါ်လာ200-300လောက်ပဲရှာနိုင်ရင်တောင်လက်ရှိမြန်မာငွေလဲနှုန်းနဲ့ဆိုရင်ဒါဟာနည်းတဲ့ပမာဏမဟုတ်ပါဘူးတချို့ professional တွေဆိုဒေါ်လာခေါင်ချီတောင်းချီမြန်မာငွေနဲ့ဆိုရင်တလားကို30ချီရနေသူတွေမြန်မာနိုင်ငံတွင်းမှာပဲအများကြီးရှိပါတယ်နံပါတ်3 digital asset ဖန်တီးခြင်းတတိယနည်းလမ်းကတော့ digital ပိုင်ဆိုင်မှုတွေတည်ဆောက်ပါအပြင်မှာဆိုင်ဖို့မှုလုပ်ငန်းတောင်မှုဆိုရင်ကုန်ကျမှုတွေဆိုင်ငန်းကားတွေတော်တော်လေးရုံးကန်ရပါတယ်ဒါပေမဲ့ digital လောကမှာတော့မိတ်ဆွေတို့ရဲ့ဗဟုသုတကအရင်အနည်းပါပဲဥပမာမိတ်ဆွေကဟင်းချက်တာဝဒနာပါရင် YouTube channel ထောင်မှာဟင်းချက်တဲ့ဗီဒီယိုရိုက်ပြီး Facebook YouTube နဲ့ TikTok တို့မှာတင်ပြီးဝင်ငွေရှာလို့ရပါတယ်ဟင်းချက်ဝဒနာပါရင်ဟင်းချက်ခီးသောဝဒနာပါရင်ခီးသွားနီးပညာဝဒနာပါရင်နီးပညာနောက်ဆုံးမိတ်ဆွေကပယံလုံနေရင်ပယံလုံနီးအုပ်စီနီစတဲ့ကိုကြိုက်နေတဲ့ရာကိုလုပ်တဲ့အလုပ်ကိုလုပ်ရင်ဗီဒီယိုရိုက်ပြီး Facebook YouTube နဲ့ TikTok တို့မှာတင်မှာအဲ့ဒီကနေတစ်ဆင့်ကြီးစုစုများပြီးကိုတူစားရင်စူးစမ်းတဲ့လောက်နိုင်ငံခြားဝင်ငွေရတဲ့အလုပ်ဖြစ်ပါတယ်မိတ်ဆွေကစီးငိုင်းပညာကျွမ်းကျင်ရင် online course တွေလုပ်ပြီးရောင်းမှာဒါမှမဟုတ်တစ်ခုခုကိုအသေးစိတ်ရေးနိုင်ရင်ဘလော့ရေးပါဒီຢာတွေကတခါပဲပြင်မဲ့တဲ့အတွက် passive income လို့ခေါ်တဲ့အိမ်နေရင်တောင်ငွေဝင်နေမဲ့လမ်းကြောင်းတွေကိုဖန်တီးပေးမှာပါခေတ်ပြမှာပစ္စည်းပြမှာပူစီရမလို့တဲ့တခုသောလုပ်ငန်းဟာ digital လုပ်ငန်းဖြစ်ပါတယ်နံပါတ်2အချက်ကတော့တန်ဖိုးမြင့်ကျွမ်းကျင်မှုဒီမှာယင်းနှီးမြုပ်နှံမှာခေတ်ပြနေချိန်မှာလူတိုင်းကထွေတာကြပါတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေကသူတို့ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်သူတို့ကိုငွေပိုရှာပေးနိုင်သူဆိုရင်တော့ပတ်စံပုံပေးဖို့ဝန်မလေးကြပါဘူးဥပမာ AI တွေကိုအသုံးပြုပြီးလုပ်ငန်းတစ်ခုရဲ့ကုန်ကျစရိတ်ကိုရှော့ချပေးနိုင်တဲ့စကေးမျိုး digital marketing နဲ့ရောင်းအားတက်လာအောင်လုပ်ပေးနိုင်တဲ့စကေးမျိုးတွေပါအခုအချိန်မှာအပြင်သွင်းနေတော့မတက်နိုင်ရင်တောင် YouTube လိုနေရာမျိုးမှာကို update လုပ်ပါမိတ်ဆွေတို့မှာတခြားသူအစားထိုးမရတဲ့အရေးချင်းရှိရင်ဘယ်လိုခေတ်မှမဆိုမိတ်ဆွေတို့ဟာချမ်းသာနေမှာပါနောက်ဆုံးတစ်ချက်ကတော့မှန်ကန်တဲ့ယင်းနှီးမြုပ်နှံမှုပါမြန်မာငွေကိုလက်ထက်မှာဒီတိုင်းကင်ထားတာဟာရေခဲတုံးမှုနေဘူးထဲမှာထုတ်ထားတယ်လို့ပါပဲတဖြည်းဖြည်းအည်ပြောပြီးကုန်သွားမှာပါဒါကြောင့်မိတ်ဆွေတို့ကြီးမှာပိုရှန်တဲ့ငွေရှိရင်တန်ဖိုးမကျမဲ့အရာတွေမှာပြောင်းတာပါရွှေဝယ်တာဖြစ်ဖြစ်မြေဝယ်တာဖြစ်ဖြစ်သင်လျော်တဲ့ digital ငွေကြီး USDT ဖြစ်ပေါ့ဒါပေမဲ့အရေးကြီးဆုံးယင်းနှီးမြုပ်နှံမှုကတော့ကိုယ့်ရဲ့အုံနောက်ကိုယင်းနှီးမြုပ်နှံတာပါဘယ်သူမှလူယူလို့မရတဲ့ပညာရပ်တွေကသာမိတ်ဆွေတို့ကိုခိပြက်ကြီးတွေကနေဆွဲထုတ်ပေးနိုင်မှာဖြစ်ပါတယ်ဒီကုန်းချုပ်လေးနဲ့ပြောရရင်တော့ကျွန်တော်တို့ဟာခေတ်ဆိုးကြီးတွေမှာရောက်နေတာမှန်ပါတယ်
ဒါပေမဲ့ခေတ်ကြီးကကျွန်တော်တို့ရဲ့အနာဂတ်ကိုတက်ပြစ်ခွင့်မပြုပါနဲ့ခေတ်ပြတ်တဲ့ဆိုတာလူတိုင်းအတွက်မဟုတ်ပါဘူးပြောင်းလဲလာတဲ့ဂိမ်းစည်းကမ်းတွေကိုနားလည်ပြီးလိုက်လျောညီထွေနေထိုင်တဲ့သူတွေအတွက်တော့ဒါဟာအခွင့်အရေးအသစ်တွေပါစိတ်တမကြပါနဲ့အခုပဲစတင်လိုက်ပါဤပညာတွေရှိနေတဲ့မိတ်ဆွေတို့မှာစူးစမ်းကျင့်စိတ်တွေရှိနေတဲ့အခွင့်အလမ်းတွေကမြန်မာပြည်ထဲမှာတည်းမဟုတ်ဘူးတကမ္ဘာလုံးမှာရှိနေတာပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင် like and subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်ဘယ်လိုအကြောင်းအရာတွေကိုသိချင်တယ်လဲဆိုတာကိုမှတ်မှရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲခက်ခဲတဲ့ကာလကိုအောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေခေတ်ပြကြီးတဲ့မှာအခွင့်အလမ်းကောင်းတွေရှာဖွေနိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်